အားလုံးပဲမင်္ဂလာပါမလေးစကားပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လည်းကျွန်တော်တို့လုပ်ငန်းထဲမှာပြောတဲ့မလေးစကားလေးပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်စာယကေဂျဒီဆာနာစာယကေဂျဒီဆာနာဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်ဟိုမှာအလုပ်လုပ်နေတယ်လို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရတယ်နော်စာယကေဂျဒီဆာနာကျွန်တော်ဟိုမှာအလုပ်လုပ်နေတယ်လို့ဒါမျိုးပုံစံမျိုးပြောလို့ရပါတယ်။စာရဆိုတာကျွန်တော်ကဲကြဆိုတာအလုပ်ဒီဆာနာဆိုတာဟိုမှာစာရကဲကြဒီဆာနာဒါဆိုရင်ကျွန်တော်တို့ကကျွန်တော်ဟိုမှာအလုပ်လုပ်နေတယ်လို့ဒါမျိုးပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်နော်။နောက်တစ်ခုကစာရဆူဒါလာမကဲကြဒီဆာနာစာရဆူဒါလာမကဲကြဒီဆာနာကျွန်တော်အဲ့ဒီမှာအလုပ်လုပ်တာကြာပါပြီလို့ပြောတဲ့အဓိပ္ပာယ်ပါစာရဆူဒလာမကေဂျဒီဆာနာကျွန်တော်အဲ့ဒီမှာအလုပ်လုပ်တာကြာပါပြီလို့ဒါမျိုးကျွန်တော်တို့ဘာသာပြန်လို့ရပါတယ်နော်စာရဆိုတာကျွန်တော်ဆူဒလာမဆိုတာကြာပြီကေဂျာဆိုတာအလုပ်ဒီဆာနာဆိုတာဟိုမှာအဲ့ဒီမှာဒါမျိုးပြောလို့ရတယ်နော်စာရဆူဒလာမကေဂျဒီဆာနာကျွန်တော်အဲ့ဒီမှာအလုပ်လုပ်တာကြာပါပြီလို့ပြောတဲ့အဓိပ္ပာယ်ပါနော်စာရဆိုတာကျွန်တော်ဆူဒါလာမဆိုတာကြာပြီကဲကြဆိုတာအလုပ်ဒီဆာနာဆိုတာဟိုမှာစာရဆူဒါလာမကေကြဒီဆာနာကျွန်တော်ဟိုမှာအလုပ်လုပ်တာကြာပါပြီကျွန်တော်အဲ့ဒီမှာအလုပ်လုပ်တာကြာပါပြီလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုကဒူလူစာရကေကြဒီဆာနာဒူလူစာရကေကြဒီဆာနာအရင်ကကျွန်တော်ဟိုမှာအလုပ်လုပ်ခဲ့တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါဒူလူစာရကေဂျဒီဆာနာအရင်ကကျွန်တော်ဟိုမှာအလုပ်လုပ်ခဲ့တယ်လို့ပြောတဲ့အဓိပ္ပာယ်ပါဒူလူဆိုတာအရင်စာရဆိုတာကျွန်တော်ကဲဂျာဆိုတာအလုပ်ဒီဆာနာဆိုတာဟိုမှာဒူလူစာရကေဂျဒီဆာနာအရင်ကကျွန်တော်ဟိုမှာအလုပ်လုပ်ခဲ့တယ်လို့ကျွန်တော်တို့ဒါမျိုးပုံစံမျိုးပြောလို့ရပါတယ်เนาะဒူလူဆိုတာအရင်စာရဆိုတာကျွန်တော်ကဲဂျာဆိုတာအလုပ်ဒီဆာနာဆိုတာဟိုမှာဒူလူစာရကေဂျဒီဆာနာအရင်ကကျွန်တော်ဟိုမှာအလုပ်လုပ်ခဲ့တယ်လို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုကကဲဂျစမ်ပိုင်းပူကိုဘရာပကဲဂျစမ်ပိုင်းပူကိုဘရာပဒါဆိုရင်ကျွန်တော်တို့ကအလောက်ကဘယ်နှစ်နာရီအထိလဲလို့ဒါမျိုးကျွန်တော်တို့မေးတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะကဲဂျစမ်ပိုင်းပူကိုဘရာပကဲဂျစမ်ပိုင်းပူကိုဘရာပအလောက်ကဘယ်နှစ်နာရီအထိလဲလို့ကျွန်တော်တို့ဒါမျိုးမေးတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะကဲဂျာဆိုတာအလောက်စမ်ပိုင်းဆိုတာအထိပိုကိုဘရာပါဆိုတာဘယ်နှစ်နာရီဒါကိုကျွန်တော်တို့တကြောင်နဲ့ပေါင်းပြောမယ်ဆိုရင်ကဲဂျစမ်ပိုင်းပိုကိုဘရာပါအလောက်ကဘယ်နှစ်နာရီအထိလဲလို့ပြောတဲ့အဓိပ္ပာယ်ပါကဲဂျာဆိုတာအလောက်စမ်ပိုင်းဆိုတာအထိပိုကိုဘရာပါဆိုတာဘယ်နှစ်နာရီကဲဂျစမ်ပိုင်းပိုကိုဘရာပါအလောက်ကဘယ်နှစ်နာရီအထိလဲလို့ကျွန်တော်တို့ဒါမျိုးပြောလို့ရပါတယ်เนาะနောက်တစ်ခုက Poco berapa habis kerja Poco berapa habis kerja ဘယ်နှစ်နာရီမှအလုပ်ပြီးမှလဲလို့ဒါမျိုးပြောတဲ့ပုံစံမျိုးဖြစ်ပါတယ် Poco berapa habis kerja Poco berapa habis kerja ဒါဆိုရင်ကျွန်တော်တို့ကဘယ်နှစ်နာရီမှအလုပ်ပြီးမှလဲလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ် Poco berapa ဆိုတာဘယ်နှစ်နာရီ habis ဆိုတာကုန်တာကိုပြောတာပေါ့နော် habis kerja ဆိုတော့ပြီးတာကိုပြောတာပေါ့နော် Poco berapa habis kerja ဘယ်နှစ်နာရီမှအလုပ်ပြီးမှလဲလို့ကျွန်တော်တို့ဒါမျိုးဘာသာပြန်လို့ရပါတယ်เนาะနောက်တစ်ခုအနေနဲ့ satu hari berapa jam kerja satu hari berapa jam kerja ဒါဆိုရင်ကျွန်တော်တို့ကတစ်နေ့ကိုဘယ်နှစ်နာရီအလုပ်လုပ်ရတာလဲเนาะဒါမျိုးပြောတဲ့ပုံစံဖြစ်ပါတယ် satu hari berapa jam kerja တစ်နေ့ကိုဘယ်နှစ်နာရီအလုပ်လုပ်ရတာလဲလို့ပြောတဲ့အဓိပ္ပာယ်ပါ satu hari ဆိုတာတစ်နေ့ကို berapa jam berapa ဆိုတာဘယ်လောက်လဲ jam ဆိုတာနာရီကိုပြောတာ kerja ဆိုတာအလုပ် satu hari berapa jam kerja တစ်နေ့ကိုဘယ်နှစ်နာရီအလုပ်လုပ်ရတာလဲလို့ကျွန်တော်တို့ဒါမျိုးမေးတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะ satu hari ဆိုတာတစ်နေ့ကိုပြောတာ berapa ဆိုတာဘယ်လောက်လဲ jam ဆိုတာနာရီကိုပြောတာ kerja ဆိုတာအလုပ် satu hari berapa jam kerja
တစ်နေ့ကိုဘယ်နှစ်နာရီအလုပ်လုပ်ရတာလဲလို့ဒါမျိုးကျွန်တော်တို့မေးတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะနောက်တစ်ခုအနေနဲ့ kalau ada OD 8 jam kalau ada OD 8 jam ဒါဆိုရင်ကျွန်တော်တို့ကတကယ်လို့ OD မရှိရင်8နာရီလို့ပြောတဲ့အဓိပ္ပာယ်ပါ kalau ada OD 8 jam တကယ်လို့ OD မရှိရင်8နာရီလို့ပြောတဲ့အဓိပ္ပာယ်ပါ kalau ဆိုတာတကယ်လို့ ada ဆိုတာမရှိရင် OD ဆိုတာ overtime ကိုပြောတာ8ဆိုတာ8 jam ဆိုတာနာရီ8 jam ဆိုတာ8နာရီကိုပြောတာပေါ့နော် kalau ada OD 8 jam တကယ်လို့ OD မရှိရင်8နာရီလို့ပြောတဲ့အဓိပ္ပာယ်ပါကျွန်တော်တို့လုပ်ငန်းထဲမှာ OD မရှိဘူးဆိုရင်ဒါပုံမှန်ပေါ့နော် basic ဆင်းရမယ့်အချိန်ကကျွန်တော်တို့8နာရီပါနော်8နာရီဆိုင်ဒါဆိုရင် OD မရှိဘူးဒါကြောင့်ကျွန်တော်တို့တစ်နေ့မှာအလုပ်ဆင်းချိန်က8နာရီရှိတယ်တကယ်လို့ OD မရှိဘူးဆိုရင်ကျွန်တော်တို့ဒါ8နာရီအလုပ်ဆင်းရတယ်လို့ပြောတာပါ kalau ada OD 8 jam kalau ada OD 8 jam တကယ်လို့ OD မရှိရင်8နာရီလို့ပြောတဲ့အဓိပ္ပာယ်ပါ kalau ဆိုတာတကယ်လို့ ada ဆိုတာမရှိရင် OT ဆိုတာ overtime ကိုပြောတာ8ဆိုတာ8 jam ဆိုတာနာရီ kalau ada OD 8 jam တကယ်လို့ OD မရှိရင်8နာရီလို့ကျွန်တော်တို့ဒါမျိုးပြောတဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะနောက်တစ်ခုက kalau ada OD 12 jam kalau ada OD 12 jam တကယ်လို့ OD ရှိရင်12နာရီပါလို့ပြောတဲ့အဓိပ္ပာယ်ပါ kalau ada OD 12 jam တကယ်လို့ OD ရှိရင်12နာရီပါလို့ပြောတာပါเนาะ kalau ဆိုတာတကယ်လို့ ada ဆိုတာရှိတယ် OD ဆိုတာ overtime 12ဆိုတာ12 jam ဆိုတာနာရီ kalau ada OD 12 jam တကယ်လို့ OD ရှိရင်12နာရီပါလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ kalau ဆိုတာတကယ်လို့ ada ဆိုတာရှိရင် OD ဆိုတာ overtime ကိုပြောတာ12 jam ဆိုတာ12နာရီเนาะ kalau ada OD 12 jam တကယ်လို့ OD ရှိရင်12နာရီပါလို့ပြောတာပါเนาะကျွန်တော်တို့ basic က8နာရီဆိုရင် OD က12 jam ဆိုရင်ဒါ OD 4နာရီရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကိုပြောတဲ့အဓိပ္ပာယ်ပါတကယ်လို့ OD မရှိရင်8နာရီ OD ရှိရင်12နာရီဆိုရင်ကျွန်တော်တို့ကဒါ OD 4နာရီရှိတာပေါ့နော် OD မရှိဘူးဆိုရင်8နာရီဆိုင် OD ရှိတယ်ဆိုရင်12နာရီဆိုင်12နာရီဆိုတော့ကျွန်တော်တို့ဒါ4နာရီ OD ရှိတယ်ဆိုတဲ့ပုံစံမျိုးပြောပြပေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဒါလုပ်ငန်းထဲမှာပြောလေးပြောတာရှိတဲ့စကားလေးတွေကိုပဲစူးစီးပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတစ်ခါပြန်တွေ့ပါမယ်